Hello အားလုံးမင်္ဂလာပါလို့ရွှေပြည်ရှမ်းနဲ့ဘေးနှုတ်ခွန်းဆက်တန်းလိုက်ပါတယ်ခင်ဗျာမိုင်ဆုံခအခုကျွန်တော် MBK ရှောင်းနေပါတယ်ခင်ဗျာ DMBK မှာဆိုလို့ရှိရင်ဒီနေ့ကျွန်တော်လောက်ရမယ့်အရာက3ခုရှိပါတယ်ခင်ဗျာပထမတစ်ခုကျတော့လိုအပ်တဲ့ပစ္စည်းတွားဝယ်မှာဖြစ်ပါတယ်ဒုတိယတစ်ခုကျတော့ online ထဲမှာမှာထားတဲ့ပစ္စည်းတွေကိုကျွန်တော်ကပြန်ပြီးတော့ဒီ sign တွေကိုပြန်ပို့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါတရားတစ်ခုကြတော့ကျွန်တော်ကအတိမိတ်ဆွေတယောက်ကိုတွားတွေ့မှာဖြစ်ပါတယ်ခင်ဗျာကဲအားလုံးတူတူလိုက်ကြည့်ကြရအောင်နော်ကျွန်တော်ဝယ်မဲ့ပစ္စည်းကဒီ MBK ရဲ့9ထပ်မှာရှိပါတယ်ခင်ဗျာအဲကျွန်တော်တွားပို့မဲ့ပစ္စည်းကလည်းဒီ MBK ရဲ့9ထပ်ထဲမှာရှိတယ်လို့ကျွန်တော်ဒီ online ထဲကနေကြည့်ထားပါတယ်ခင်ဗျာကဲအားလုံးတူတူတွားကြမယ်နော်ဟုတ်ကဲ့ပါခင်ဗျာအခုဆိုလို့ရှိရင်တော့ကျွန်တော်ဒီ9ထပ်ရောက်လာပြီပေါ့နော်အထဲရောက်လာပြီဆိုတော့ကဲအုံထုတ်လေးချုပ်ပါမယ်ခင်ဗျာဟောချူလေးစိုးနေရပဲညမှန်လည်းချုပ်လိုက်ပါမယ်ခင်ဗျာဝါအခုဆိုရင်ကျွန်တော်ဒီပစ္စည်းဝယ်မဲ့ဆိုင်ပေါ့နော်ရောက်လာပါပြီခင်ဗျာဒီကျွန်တော်ပစ္စည်းဝယ်မဲ့ဆိုင်ကပေါ့နော်တူကတော့ဈေးတက်တာတယ်အားလုံးလည်းတီးကြမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အခန်းကတော့ပြတ်သွားလို့ဒီနေ့ကျွန်တော်တော်လာဝယ်တာပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်ဒီလိုချင်တဲ့တော့လဲရသွားပါပြီနောက်ထပ်ပစ္စည်းတစ်ခုကျန်ပါတယ်ခင်ဗျာရှာကြည့်လိုက်အောင်မယ်လက်တဲညက်ဖြစ်ပါတယ်ခင်ဗျာအခန်းမှာလက်တဲညက်ပျောက်သွားလို့ပါခင်ဗျာရှာတာမတွေ့တော့ဒီအခုဒီဆိုင်မှာပေါ့နော်ကျွန်တော်လိုချင်တဲ့ပစ္စည်းဖြစ်တဲ့တော့လဲရှာသွားပါပြီလက်တဲညက်လဲရှာသွားပါပြီပတ်စံရှင်းပြီးတော့ပစ္စည်းတွားပို့ပါမယ်ခင်ဗျာအခုကစာတိုက်တွားမှာပေါ့နော်သူကရေးထားတာဒီ MBK ရဲ့9ထပ်မှာရှိပါတယ်ကျွန်တော်ပစ္စည်းပို့လို့ပြီးသွားပါပြီအမှန်တကယ်ကဒီပစ္စည်းပို့တဲ့နေရာပေါ့နော်ခုနတော့ကကျွန်တော်ပစ္စည်းဝယ်တဲ့နေရာနဲ့နီးနီးလေးပဲအဲ့ဒါကျွန်တော် security ကိုမေးပြီးတော့စာတိုက်ကပဲမှာလဲဆိုပြီးတော့အဲ့မှာသူကခုနလေးမှာပါဆိုပြီးတော့ဒီဖက်ကိုပြန်လာပြီးတော့ပစ္စည်းပို့ရပါတယ်ခင်ဗျာကျွန်တော်ကဒီမိတ်ဆွေတဦးနဲ့တွားတွေ့မှာဖြစ်ပါတယ်ကဲအားလုံးတူတူကြည့်ကြမယ်နော် yeahအဲ့ဒီအတိမိတ်ဆွေကပြောတာပေါ့နော်သူကဝင်ချင်းအပေါက်မှာပဲတဲ့ဆူရှီလိုက်တဲ့နေရာနားမှာလို့ပြောတယ်ဗျခုထက်ထိတော့သူ့မတွေ့သေးပါဘူးဟုတ်ကဲ့ဟိုက်အတန်တစ်ခုချလိုက်ပါတယ်ခင်ဗျာဟမ်Hey, Julie, good morning. Ông bạn không muốn. Nhớ đây đấy, ăn nào bây giờ. Sớm nhớ cả. Ok, đi lụp xếp bài không nhá. Video nhai không ạ? Con này đi. Con này cả. Chưa có bỏ lý đấy. Ê, hâu trời. Chưa có bỏ lý. I next door. I have to go home ဖြစ်ပါတယ်ခင်ဗျာ Yay. ယခုလိုဗီဒီယိုကိုအစားဆုံးအားလုံးလိုက်ကြည့်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ